ဆင်းရဲတဲ့ကောင်လေးတယောက်ဟာသူ့ရဲ့တန်းဖော်အိမ်ကိုညှစ်စာစားဖို့သွားလည်ခဲ့တယ်သူကကိုပိုင်ရွှေစုံတစ်ချောင်းကိုယူသွားခဲ့တယ်လူတိုင်းကသူ့ကိုလောင်ရဲကြပေမဲ့သူတို့မသိတာကတော့အဲ့ဒီဆင်းရဲတဲ့ကောင်လေးဟာမကြခင်မှာအချမ်းသာဆုံးသူထေကြီးဖြစ်လာတော့မယ်ဆိုတာပါပဲဘာလို့လဲတော့အစွမ်းထက်တဲ့မော်ရီအားလုံးကဒီရွှေစုံထဲမှာရှိနေလို့ပါသူကဒီစုံကိုလမ်းဘေးစေးတီတယောက်စီကနေ2000နဲ့ဝယ်ခဲ့တာပါဇွန်ရောက်လိုက်တဲ့အဖွားအိုကသူ့ကိုပြောခဲ့တယ်အကယ်လေးသူသာချမ်းသာတဲ့မိသားစုရဲ့အိမ်မှာဒီစုံနဲ့ညှစ်စာ3ချိန်စားခဲ့ရင်သူဟာအဲ့ဒီအိမ်ကတားနဲ့ဘဝချင်းလဲနိုင်မယ်လို့ပေါ့သူကဒီစကားကိုတဝက်ယုံတဝက်မယုံနဲ့ဇွန်ကိုဝယ်ခဲ့ပါတယ်အဲ့ဒီနောက်သူဟာသူ့ရဲ့အချမ်းသာဆုံးအတန်းဖော်အိမ်ကိုသွားခဲ့တယ်ဒီနေ့ကဒေးဗစ်ရဲ့ပါတီပွဲနေ့ပေါ့ဟင်နရီကိုဖိတ်ကြားမထားပေမဲ့သူ့ရဲ့ကံကြမ္မာကိုပြောင်းလဲဖို့အတွက်ဟင်နရီဟာမဖိတ်ဘဲနဲ့ရောက်လာခဲ့ပါတယ်ဟင်နရီကိုမြင်တော့လူတိုင်းကအံ့သာသွားကြတယ်ဒီနေရာကဆင်းရဲတဲ့ကလေးတွေအတွက်မဟုတ်ဘူးလို့ပြောကြတယ်ပေါလို့ခေါ်တဲ့အတန်းဖော်ကကျောင်းမှာဟင်နရီကိုအမြဲနိုင်ခြင်းလေးရှိတယ်သူကပိုက်ဆံတရက်ထုတ်ပြီးဟင်နရီကိုပေးလိုက်တယ်တောင်းရတဲ့သူတယောက်ဟာလက်ပလာနဲ့မပြန်သင့်ဘူးလို့ပြောပြီးတော့ပေါ့သူကဟင်နရီကိုတမင်တကာအဆက်ခွဲနေတာပါဒေးဗစ်ကပေါက်ကိုချက်ချင်းထားလိုက်တယ်ဟင်နရီရောက်လာမှတော့မပြန်ခင်စားသွားပါစေလို့သူကပြောပါတယ်အိမ်စီကမကြခင်မှာပဲအရသာရှိတဲ့ဟင်းလျာတွေကိုပြင်ဆင်ပေးခဲ့တယ်လူတိုင်းကရွှေစစ်စစ်စုံတွေကိုရက်ခဲ့ကြတယ်ဟင်နရီကိုဇုံပေးတော့မဲ့အချိန်မှာပဲပေါက်ကအစီခံကိုတားလိုက်တယ်ဆင်းရဲတဲ့သူတွေကရွှေအသုံးဆောင်တွေသုံးဖို့မထိုက်တန်ဘူးလို့ပြောပြီးဟင်နရီကိုတစ်ခါသုံးစုံပေးဖို့ခိုင်းလိုက်ပါတယ်ဟင်နရီကတော့စိတ်မဆိုးပါဘူးဘာလို့လဲတော့ဒါကသူ့ရဲ့ရွှေစုံကိုသုံးဖို့အခွင့်ရေးရသွားလို့ပါပဲဒေးဗစ်ကပြုံးပြီးလူတိုင်းကိုစားခိုင်းလိုက်တယ်ဟင်နရီကသူ့ရဲ့ရွှေစုံနဲ့အားရပါးရစားနေတော့မှာပဲရုတ်တရက်စုံကအယောင်တောက်လာတာကိုသတိထားမိလိုက်တဲ့တစ်ချိန်တည်းမှာပဲအဖွားအိုကသူမရဲ့ဖန်လုံးကိုကြည့်ပြီးဟင်နရီရွှေစုံကိုသုံးနေတာကိုမြင်သွားတယ်ပြပွဲကြီးစတော့မယ်လို့သူမကရေရွတ်လိုက်ပါတယ်ဒေးဗစ်ရဲ့အိမ်မှာနောက်တစ်ချိန်စားခွင့်ရဖို့အတွက်ဟင်နရီကဒေးဗစ်နဲ့ယင်းနီအောင်တမင်လုပ်ခဲ့တယ်ဒေးဗစ်ရဲ့ပိုင်ဆိုင်မှုစီမံခန့်ခွဲမှုအစီရင်ခံစာတွေကိုကူရေးပေးခဲ့တယ်အဲ့ဒီညမှာဒေးဗစ်ကအစီရင်ခံစာကိုသူ့အဖေကိုပြလိုက်တော့သူ့အဖေကအယမ်းကျဉ်နဲ့သွားပြီးသူ့သားဟာအများကြီးတိုးတက်လာတယ်လို့ပြောခဲ့တယ်အဲ့ဒီညမှာဟင်နရီကအစီရင်ခံစာကိုဒေးဗစ်အိမ်ကိုယူလာပေးပြီးသူ့ပိုက်စာနေလို့ခောက်ဆွဲပြုတ်လေးစားလို့ရမလားလို့မေးခဲ့တယ်ဒေးဗစ်ကဟင်းလျာတွေအများကြီးပြင်ဆင်ခိုင်းလိုက်တယ်ဟင်နရီကသူ့စုံကိုပြန်ထုတ်လိုက်ပြန်နေစားတော့မဲ့အချိန်မှာပဲဒေးဗစ်ရဲ့အဖေရောက်လာတယ်သူကဟင်နရီကိုမြင်တော့အံ့သာသွားပြီးဒေးဗစ်ကိုရှေ့တင်ပဲပြောလိုက်တယ်ဆင်းရဲတဲ့သူတွေနဲ့သူငယ်ချင်းလောက်တာဟာအချိန်ဖြုံးတာပဲလို့ပေါ့အဖေဖြစ်သူရဲ့စူပူမှုကိုကြောက်တဲ့အတွက်ဒေးဗစ်ဟာဟင်နရီရဲ့ပစ္စည်းတွေကိုထုတ်ပိုးပြီးပြန်လွတ်လိုက်ရပါတယ်ဒါပေမဲ့ဟင်နရီကအရှုံးမပေးချင်သေးပါဘူးအစီခံကစားစရာတွေကိုတုံတော့မဲ့အချိန်မှာပဲသူကပြန်ပြေးလာပြီးဗိုက်စာနေတဲ့ဝမ်ပုလွေတကောင်လိုသူ့ရဲ့ရွှေစုံနဲ့စားစရာတွေကိုစားပစ်လိုက်ပါတယ်သူစားလို့မပြီးခင်မှာပဲဒေးဗစ်ရဲ့အဖေပြန်ရောက်လာတယ်ဟင်နရီဟာအရန်ကိုအရှက်ရသွားပြီးအမြန်ထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့သူ့ရဲ့ရွှေစုံကိုယူဖို့မေ့သွားခဲ့ပါတယ်ဒေးဗစ်ရဲ့အမေကစုံကိုယွန်ရှာစွာနဲ့ကောက်ယူပြီးဟင်နရီကိုပေးလိုက်တယ်ဒေးဗစ်မှာမင်းလိုတောင်းစားတဲ့သူငယ်ချင်းမျိုးမရှိဘူးလို့ပြောပြီးနောက်တစ်ခါမလာဖို့ပြောလိုက်ပါတယ်အဲ့ဒီနောက်ဟင်နရီဟာလှည့်ထွက်သွားခဲ့တယ်သူတို့နှစ်ယောက်စလုံးမသိတာကတော့ဟင်နရီဟာမကြခင်မှာပဲသူတို့ရဲ့သားအဖြစ်အဲ့ဒီအိမ်ကိုပြန်ရောက်လာတော့မယ်ဆိုတာပါပဲ